ရောက်မှာလူတိုင်းကအနှွေးတက်ကိုစီနေမင်းကြီးစီကနေပြာနေကြပြီကိုအတွက်တော့လိုအပ်နေတဲ့အနှွေးတက်ကိုနေမင်းစီကမရပါဘူးကိုရဲ့နေအောင်ကြည့်လေးမင်းဘယ်ကိုပြရောက်နေလဲကွာကိုရဲ့ချက်အင်းမှုတွေကိုဖြေဖြောက်ပေးနိုင်တာကနေအောင်ကြည့်လေးပါပဲကိုပြည့်ကံပဲ့တင်တန်းကိုထံပြန်လာမိရဲ့လားကိုအတွက်တော့မှားရဲ့ကိုကပေးခဲ့ပေမဲ့ကိုကအရာရာကိုစိတ်တိုင်းကြအောင်ကြိုးစားခဲ့ပေမဲ့လေကိုအတွက်ဘာမှပြန်မရခဲ့ပါဘူးဖျားသခင်ကဟောကြားခဲ့တယ်တွေ့တာချင်းတွေ့ညီချင်းဟာကိုယ်တိုင်အတွက်ဆုံးရှုံးမှုပဲတဲ့လူတွေကလည်းပြောကြတယ်မရနိုင်တဲ့အရာကိုလိုချင်တာဟာအယူတယောက်နဲ့မချဘူးတယ်လေကို့အတွက်လိုအပ်နေတဲ့နေအောင်ကြည့်လေးကိုလိုချင်တက်မှတ်မိရဲ့တွေ့တာမိရဲ့ကိုဟာဖျားသခင်ပြောတယ်လို့လူတွေပြောကြတယ်လို့ဆိုကိုဟာဆုံးရှုံးရတဲ့အယူတယောက်ပေါ့အလင်း